မင်္ဂလာပါရှင်ကျမဒီနေ့တော့pivot table ရဲ့ပေါ့နော် genetic လေးတချို့ကိုဒုတိယပိုင်းအနေနဲ့ပြပြမှာဖြစ်ပါတယ်အရင်ဆုံးကျမတို့pivot table အရင်ကျမဒီ data လေးနဲ့ပြမှာမို့လို့ pivot table လေးတစ်ခုထပ်ဆွဲလိုက်ပါဦးမယ် pivot table လေးကိုသွားမယ် new worksheet ကိုရေးလိုက်ပါမယ်နော်အပြင်တော့ကျမက item လေးကို row ထဲကိုထည့်လိုက်မယ်ပြီးရင် location ကို column လေးထည့်လိုက်မယ်နော် location ကိုတက်လိုက်ရင် amount ကို value လေးထည့်လိုက်မယ်ဟုတ်ပြီကျမ grand total မထားခြင်းဘူး grand total မထားခြင်းဘူးဆိုတော့ design လေးကိုသွားမယ် grand total ကိုဖြောင်းလိုက်ပြီးပြီဆိုလို့ရှိရင်တော့ဒါလေးတွေကိုလည်းကျမတို့ဒီမှာကနပေါ့နော် format ပုံစံလေးတွေဒီမှာလာရေးလို့ရတယ်နော် number format ကိုပြီးရင်ကျမကဒီနှစ်ခုပေါ့နော်မန္တလေးနဲ့နေပြည်တော်ရဲ့ different ကိုတွက်ချင်တယ်အဲဆိုတော့ကျမဒီမှာလည်းနှုတ်မကြည့်တော့ဘဲနဲ့ different ရှာပြီးတွက်ပါမယ်အဲ့လိုတွက်မယ်ဆိုရင်နောက်ထပ်ဒီ amount ကိုနောက်တစ်ချိန်ဒီ value တွေကိုဆွဲထည့်လိုက်မယ်ဒီလိုလေးဖြစ်လာပြီဆိုဒီနေရာမှာ cursor ထားမယ် right click ကိုနှိပ်လိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာ show value as ဆိုတာလေးရှိပါတယ်အဲ့မှာဆိုဒီမှာကြာလာပြီ grand total ရဲ့ရာခိုင်နှုန်း column total row total အများကြီးရှိပါတယ်ဒီမှာ different ကိုလည်းရာခိုင်နှုန်းလိုက်တွက်လို့ရတာတွေလည်းရှိတယ်နော်ရတဲ့ different form နဲ့ပဲလောလောဆယ်ကျွန်တော်ထားလိုက်ပါမယ်အဲဆိုရင်သူကဒီ box လေးကြာလာတယ်ဒီ box ကလေးကြာလာတယ်ဆိုသူကမေးရ item အလိုက်လားတဲ့ base fee က item အလိုက်လားမဟုတ်ဘူးကျွန်တော်က location နဲ့ထားမှာ location ကိုရေးလိုက်မယ် base item က PBS ပေါ့နော်ကျွန်တော်ဒီမှာ PBS ရှိမယ် next ရှိမယ် Mandalay နေပြည်တော်ဒီနေရာမှာတကယ်လို့ဒီကောင်ကလဖြစ်မယ်ဆိုရင် PBS ဆိုတာရှေ့လကိုပြောတာမဟုတ်ပဲရှေ့ column ကိုပြောတာပါအခုလည်းကျွန်တော်ရှေ့ column နဲ့နောက် column နဲ့ခြားနာချက်ကိုရှာမှာဖြစ်တဲ့အတွက်ရှေ့ column ကို base ထားပြီးတော့different ကိုရှာမှာဖြစ်တဲ့အတွက် PBS ပဲယူလိုက်မယ် okay အဲဆိုရင်ဒါကသူရဲ့ခြားနာချက်ပါဟုတ်ပြီအဲ့ဒီဟာဒါလေးကိုတွက်လိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒါကိုတကယ်လို့ data bar ထည့်ခြင်းနဲ့ဆိုရင်လည်း home နဲ့က data bar conditional formatting ထဲမှာရှိတယ်ဒီမှာ data bar တွေလာထည့်လို့ရတယ်ပေါ့နော် data bar လာထည့်လို့ရပါတယ်home နဲ့က conditional formatting ထဲမှာ data bar အနေနဲ့လာထည့်လို့ရတယ်တချို့ဟာလေးတွေကအရင်တည်လို့မပေါ်တာပေါ့နော်အဲ့လိုလေးတွေထည့်လို့ရပါတယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ကပေါ့နော်ဒီနေရာမှာဒီမှာဆိုကျွန်တော်ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ data bar ကိုပြန်ဖြုတ်ချင်တယ်ဆိုတော့ conditional formatting တွေကဒါဆိုရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီကောင်လေးကို number format အနေနဲ့ပြချင်တယ်ပြတဲ့အခါမှာကျွန်တော်ကဒီနေရာလေးမှာ number format နဲ့ပြချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ right click နှိပ်လိုက်ရင်ဒီမှာ number format ရှိတယ်ပေါ့နော် number format ကနေ custom လေးကိုသွားပြီးတော့ကိုလိုချင်တဲ့ပုံစံလေးတွေပြလို့ရတယ်ဥပမာဆိုကျွန်မကဒီနေရာမှာပေါ့လေဒီတိုင်းလေးမပြပဲအများလေးနဲ့ပြမယ်အဲဆိုတော့ sample ခေါ်မယ်ဆိုလို့ရှိရင် window နဲ့ full stop လေးကိုနှိပ်လိုက်ပါအဲ့ကြရင် emoji လေးတွေကြာလာပါလိမ့်မယ်အဲ့ထဲမှာကျွန်တော်ကဒီညားလေးရွေးမယ်ပေါ့နော်ဒီညားလေးအတက်ကိုဒီညားလေးရွေးလိုက်မယ် sorry ပြန်လုပ်လိုက်မယ်နော် emoji ခေါ်မယ်emoji sign လေးတွေခေါ်မယ်ဆိုရင် window နဲ့ full stop လေးနှိပ်လိုက်မယ် emoji sign လေးကြာလာရင်ကျွန်တော်ရွေးမှာကအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်နှစ်ခုထားချင်တာဖြစ်တဲ့အတွက် semi column လေးရိုက်လိုက်မယ်နော်အဲ့ပြီးလို့ရှိရင်တော့နောက်ထပ် sample လေးအဲ့ဥစ္စာလေးပဲပြန်ခေါ်မယ်ငါးလေးပြန်ခေါ်မယ်ဟုတ်ပြီပြီးတော့ဒီကောင်လေးကိုကျွန်တော်အယောင်များလေးတွေကိုအယောင်ချင်မယ်တစ်ခုကိုကျွန်တော် red color လို့ထားမယ်ဒီရှေ့ကိုတော့ကျွန်တော်တို့ဥပမာ blue ထားလို့ရတယ်လို့ color number လေးတွေနဲ့ရွေးပေါ့နော်သူကြိုက်တဲ့အားလေးထားလို့ရပါတယ် color number လေးတွေလည်းရွေးလို့ရပါတယ်ဥပမာ color 7လောက်ထားကြည့်မယ်ပေါ့နော်ဒီလိုလေးလာပြီးဒီ color 7ကဘာရောင်လဲတော့ကျွန်တော်လည်းသိပါအောင် semi column ဖြစ်ရမှာပါ full stop ကြီးဖြစ်နေလို့ပေါ့နော် semi column လေးလုပ်လိုက်မယ် okay ဒီမှာဆိုရင်သူကဟိုအကြတွေကြီးပဲဖြစ်နေတော့เนาะဟိုဟာတွေဖြစ်နေတာပေါ့အများတွေကအောက်ကိုကြီးပဲအကြတွေကြီးပဲဖြစ်နေတယ်အဒီရောင်ကြီးဒီတစ်ခုကတော့တက်တယ်ဒါပေမဲ့အရောင်ကတိတ်မကွဲဘူးပေါ့နော်အဲ့တော့ကျွန်တော်အရောင်လေးကွဲတော့အောင် number format ကိုဒီနေရာမှာ color 7မခါပဲနဲ့ color 10လောက်ထားကြည့်ရင်ဖြစ်မလဲမသိဘူးเนาะဘာရောင်ထွက်မလဲမသိဘူးcolor 10ဆိုအပြာလေးထွက်တယ်ဒါဆိုရင်တက်သွားတာပေါ့เนาะဒီလိုလေးတွေလည်း icon set ကလေးဒါ icon set မဟုတ်ဘူးပေါ့လေ emoji sign လေးနဲ့ညားလေးတွေနဲ့ဒီလိုလေးတွေလည်းပြလို့ရပါတယ်ဒီကောင်ကိုပြန်ဖြတ်ချင်တယ်ဆိုရင်တော့ဒီမှာ right click နှိပ်လိုက်နောက်ကြရင် remove send or amount ဆိုပြီးတော့လည်းပြဒါလေးကိုနှိပ်လိုက်ရင်ရတယ်လို့ဒီကနေဆွဲထုတ်လိုက်ရင်လည်းရပါတယ်ဒီမှာတော့ကျွန်တော်ဒီတိုင်းလေးပဲဖြတ်ပြလိုက်
ပေါ့နော်ဒါလေးတွေနဲ့ကျွန်တော်တို့လုပ်လို့ရပါတယ်အဲ့ပြီးတော့ကျွန်တော်တို့ကဒီမှာ calculation fee ကိုတက်လဲထည့်ကြည့်မယ်ပေါ့နော် pivot table တွေက item set တွေကိုသွားမယ် calculated fee အဲ့မှာဆိုရင်ဒီမှာ fee ပေါ့နော် run ပေါ့အဲ့မှာကျွန်တော်ကမြောက်ကြည့်မယ်ဘာကိုမြောက်မလဲဆိုတော့ဒီနေရာမှာကျွန်တော်ကဒီ amount ပေါ့နော် amount တွေကိုကျွန်တော်က amount ကို insert ပြီးနေလို့ပြီးတော့မှအမြောက် 10% နော် 10% နဲ့မြောက်ကြည့်မယ်ဆိုပြီးတော့ထားလိုက်မယ်ဒီ fee name ကိုတော့ကျွန်တော်က 10% လို့ပေးလိုက်မယ် okay လို့ပေးလိုက်မယ်အဲ့ဆိုရင်ဒီမှာ 10% မြောက်ထားတဲ့ဟာလေးတွေပေါ့နော်ဒီကောင်ရဲ့ 10% တွက်ထားတဲ့ဟာလေးတွေလာထည့်သွားပြီဖြစ်ပါတယ်နော်ဒီမှာလေးတွေလာထည့်သွားပြီဖြစ်ပါတယ်အဲ့လိုလေးလည်းတွက်လို့ရတယ်ဒါကိုပြန်ဖြုတ်ချင်တယ်ဆိုရင်အဲ့ဒီကိုပြန်သွားပါ calculated fee ကိုဝင်မယ်အဲ့ဒါပြီးတော့ခဏနေတော့ကျွန်တော်တို့ပေးခဲ့တဲ့ 10% ပေါ့နော်ဒီကောင်ကိုရွေးမယ်ရွေးပြီးရင်ပြန်ဖြုတ်ချင် 10% ကိုရွေးမယ်ဒီမှာ modify လုပ်ချင်တယ်ဥပမာ 10% မဟုတ်ကျွန်တော်က 5% ကိုပြောင်းချင်တယ်ဆိုရင်ဒီမှာ 5% ဆိုပြီးတော့ဒီမှာ modify ဆိုပြီးလုပ်လိုက် okay ပေးလိုက်ဒီမှာဆို 5% ပြောင်းသွားမှာမဟုတ်ဘူးပြန်ဖြတ်ချင်တယ်ဆိုလည်းအဲ့ဒီကိုပြန်တော့ calculated fee ကိုတော့ကျွန်တော်တို့ခဏနေတော့ပေးခဲ့တာ 10% ရွေးပြီးတော့ delete okay ဒါဆိုလည်းပြတ်သွားမှာနော်ဒါဆိုရင်လည်းပြတ်သွားပြီဖြစ်ပါတယ်ဒါလေးတွေကတော့ဒီတွက်ချက်တဲ့နေရာမှာပေါ့နော် pivot table နဲ့တွက်ချက်တဲ့နေရာလေးတွေမှာသုံးပြီးတဲ့ပုံစံလေးတွေ tip ကလေးတွေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်